စိန်ဟာတန်မိုးကြီးတဲ့ရှားပါးပစ္စည်းဖြစ်ပါတယ်။တန်မိုးကြီးလက်ဝတ်ရတနာနဲ့အစင်းမြင့်စက်မှုထုတ်ကုန်တွေထုတ်လုပ်ရမှာအဓိကအသုံးပြုကြပါတယ်။စိန်ဟာကမ္ဘာမြေမျက်နှာပြင်အောက်နှစ်ပေါင်း1ဘီလီယံကနေ3ဘီလီယံကျော်ကြာမှမိုင်90ကနေ120အနက်မှာဖွဲ့စည်းဖြစ်ပေါ်လာပါတယ်။စိန်ကိုရဖို့အကြီးစားဆက်ရန်တရားတွေတုံးတူးဖော်ပြီးရလာတဲ့တတုရိုင်းများကိုကြိတ်ခွဲကပတ်ဝန်းကျင်ရှိကြောက်တုံးများမှစိန်များကိုခွဲထုတ်ပြီးတန့်စင်ရပါတယ်။2025က2026ခုနှစ်အထိတဘာဝစိန်တွေကိုအရေးသွေးပေါ်မူတည်ပြီးပုံမှန်အားဖြင့်တကာရက်ကို$3000မှ$12000အကြားလက်လီရောင်းချပါတယ်။အရေးသွေးမြင့်တကာရက်အဝိုင်းတဘာဝစိန်များအတွက်ဈေးနှုန်းများဟာမကြသေးမီကအထိပြင်းမြအားဖြင့်$3895နဲ့$4990ကြားရှိပါတယ်။ဓာတ်ခွဲခန်းကထုတ်လုပ်ထားတဲ့စိန်များဟာရေဘူးရအားဖြင့်တဘာဝတူးဖော်ထားတဲ့စိန်များထက်60မှ80ရာခိုင်နှုန်းဈေးသက်သာပါတယ်။အကြမ်းဖျင်းအားဖြင့်ဓာတ်ခွဲခန်းကထုတ်လုပ်ထားတဲ့တကာရဲ့ကြောက်တလုံးဟာအရေးသွေးပေါ်မူတည်ပြီး$450ကနေ$1900ကြားရောင်းဝယ်ဖြစ်ပါတယ်။တဘာဝစိန်တွေနဲ့ဓာတ်ခွဲခန်းထုတ်စိန်တွေကိုသူတို့ရဲ့အရေးသွေးစစ်ဆေးဖို့နဲ့အဆင့်များကိုခွဲခြားဖို့နိုင်ငံတကာကအတိအမှတ်ပြုကုမ္ပဏီတွေစီကိုပေးပို့ရပါတယ်။ဓာတ်ခွဲခန်းထုတ်စိန်တွေကတဘာဝစိန်တွေနဲ့100ရာခိုင်နှုန်းတူညီသောဂုဏ်သတ္တိနဲ့ဓာတုဗေဒအရေးသွေးတွေရှိပါတယ်။နှစ်ခုစလုံးရဲ့မာကျောမှုညွှန်းကိန်းကအတူတူပါပဲ30ရှိပါတယ်။တာမန်မျက်လုံးနဲ့ကြည့်ပြီးစိတ်နှလုံးကိုခွဲခြားလို့မရပါဘူး။ဓာတ်ခွဲခန်းထုတ်စိန်တွေကိုတရုတ်အိန္ဒိယတို့မှာအများဆုံးထုတ်လုပ်ပါတယ်။တရုတ်ကကမ္ဘာထုတ်လုပ်မှု၏50ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းခန့်အိန္ဒိယကကမ္ဘာထုတ်လုပ်မှု၏15ရာခိုင်နှုန်းခန့်ထုတ်လုပ်ပါတယ်။အမေရိက၊ဗြိတိန်၊ရုရှားတို့ကလည်းအရေအတွက်အနည်းငယ်ထုတ်လုပ်ပါတယ်။ဓာတ်ခွဲခန်းထုတ်စိန်တွေရဲ့ထုတ်လုပ်မှုနည်းပညာများတိုးတက်လာတာကြောင့်စိန်တွေရဲ့ဈေးတိတိတသာလာပြီးအရေးသွေးမြင့်ကြောက်များကိုထုတ်လုပ်နိုင်ကြတာကြောင့်စိန်တွေရဲ့ဈေးနှုန်းများကျဆင်းသွားခဲ့ပါတယ်။ဓာတ်ခွဲခန်းကထုတ်လုပ်ထားတဲ့စိန်များဟာရေဘူးရအားဖြင့်တဘာဝတူးဖော်ထားတဲ့စိန်များထက်60မှ80ရာခိုင်နှုန်းဈေးသက်သာပါတယ်။ဒီစိန်မျိုးအစား2မျိုးကြားမှာဈေးနှုန်းကွာဟချက်အလွန်ကြီးမားတာကြောင့်မှားယွင်းဝယ်ယူမှုမှကာကွယ်ရန်အရေးချင်းပြည့်မီတက်ကျွမ်းသူနဲ့မဝယ်မီသေးသေးချာချာတိုင်ပင်ပါ10နှစ်တာကာလအတွင်းတဘာဝစိန်ရဲ့တန်ဖိုးတက်တဲ့ပမာဏဟာအရန်နည်းတယ်ရွှေတန်ဖိုးတက်တဲ့ပမာဏထက်များစွာနှိမ့်ကျပါတယ်ဒါကြောင့်စိန်ကိုရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ်မရွေးချယ်သင့်ပါဘူးဓာတ်ခွဲခန်းမှာထုတ်တဲ့စိန်အကြောင်းကဒီလောက်ပါပဲကြည့်ရှုအားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်